မှာတော့ string တီကိုလာပြီးတော့နာနာ hyper ကိုင်များနာနာ hyper ကိုင်များနဲ့ပွဲစုနေလို့ကျွန်တော်ဒီနေ့မှာတော့နာနာ hyper ကိုင်များသွားမှာဖြစ်ပါတယ်ခင်ဗျာနာနာကို hyper ဆောရမှာဆိုတော့ကျွန်တော်တို့ ambulance လေးနဲ့ jungle ambulance လေးပြောရပါတယ်ခင်ဗျာပြီးရင်တော့ပွဲတော့ရောက်ပြီဆိုကျွန်တော်တို့ blue belt လေးကိုအရင်စားကြပါမယ်ခင်ဗျာ blue belt လေးကိုစားယူရဆိုတော့ပေါ်လာတဲ့ copy လေးကိုစားပါမယ်ခင်ဗျာ copy လေးကိုစားယူရဆိုတော့ကျွန်တော် online မှာရှိတဲ့ bet တွေအကုန်လုံးကိုစားပါမယ်ခင်ဗျာ bet တွေစားပြီးတော့ level ရောက်လာပြီဆိုတော့ထုံးစံတဲ့ enemy pack က goal လင်းကိုကန်ပေးရပါမယ်နာ skill 2က stand ပါတယ် area လည်း diamond ကြီးအကေကြီးတွေပေးနိုင်တယ်ဆိုတော့ enemy marksman ဖြစ်တဲ့နတန်ကတော့ short သွားပြီသူ့ရဲ့အပေါင်းမှာခကုံးကြီးကတော့ပြေးသွားတယ်ပေါ့ဗျာလမ်းရှောင်းနဲ့ပေါ်လေးက Julian တွေ့တာနဲ့ပဲ stand ပေးပြီးတော့ area ချ level 1လေးပေးလိုက်တာဟိုဘက် Julian ကတော့ short သွားတယ်အောက်တကြအတိုင်းပဲနနာကရက်တာပူတာဗျာသူ့ရဲ့ skill diamond တွေကအကုန်လုံးကကျွတ်စင်ကြီးတွေဒီကြားတဲ့ level 2က stand ပါလိုက်သေးတယ်နနာနဲ့ကောက်ကူတာနဲ့ by 1တွေ့ရင်ဘယ် hero နိုင်မယ်လို့ထင်လဲကျွန်တော်ပဲနိုင်မှာပေါ့ brother တွေဒီမှာ brother တွေ့တဲ့အတိုင်းပဲဟိုဘက်က Julian ရဲ့ကျွန်တော်လေးလာတိုက်တယ်ဗျာနနာအုံးလေးကျကိစ္စမရှိဘူးဒီနေရာမှာဟိုဘက်ကကောက်ကူတာချုံလေးမှရှိလို့ကျွန်တော် area လက်ချ skill 1လေးပြစ်လိုက်တယ်ဟိုဘက်ကောက်ကူတာမသေးဘဲနဲ့ hacker ကသေသွားနေတယ်ဗျာ technology နနာ enemy back hero တွေကိုတက်ချင်တယ်ဆိုလွယ်ပါတယ် skill 2ချပြီး area ချ skill 1လေးချလိုက်ရင်တကောင် easy ကိုတသားရပျောက်တယ် batsman နေမေးတွေကိုပြောတာနော်တန်းနေ fighter တွေကိုတွားလို့တော့ပျောက်ချင်မှပျောက်လေဒီနေရာမှာကျွန်တော် ever လက်နေပြေးလာတာဟိုဘက် hacker လည်းကျွန်တော်တို့ဘက် granger လက်နေပြေးတာဆိုတော့ကျွန်တော်လည်းလမ်းကြုံပါတစ်ချက်လောက်ဝင်လိုက်တယ်ဟိုဘက် hacker လည်း short သွားရှာအဲ့ဒီခကုံးရဲ့တပွဲလုံးမှာတော်တော်ဒုက္ခပေးတာအဲ့ဒီတော့အမောင်ချပြီးတော့ခဏဝင်လာပြီးကြရင်သူတက်တဲ့ကောင်နဲ့ကောင်မှမသိဘူးလေသူပဲပြန်တည်သွားအဲ့ရမင်းတို့ကမဟုတ်တော့ဘူးကွာ3ယောက်2ယောက်ကြီး3ယောက်2ယောက်ကြီးမဟုတ်တော့4ယောက်2ယောက် what the fuck ဒါမှလည်းနနာယုံရှိရဆိုတော့တီမာတော့မဟုတ်ဆိုပေမဲ့လည်းနောက်ကနေတဲတိုင်လိုက်လုံနေတာဆိုတော့ကျွန်တော်လည်းတည်သွားတယ်ဘယ်လိုကျွန်တော်စာရိုက်ပြီးလေတိုက်နေတဲ့ဘဲနှစ်ကောင်တော့ကျွန်တော်နောက်တဲတိုင်ဝင်လာဆိုတော့နောက်မှာတော့ဗဒန် scale 2နဲ့ stand ပေးပြီးတော့ AD လေးကောက်ထိုးတယ်ကျွန်တော်ပဲတပတ်ကြီးရသွားစောက်ဘောအောင်တည့်တဲ့အတိုင်းပဲကျွန်တော်ကညိုးကြီးတဲ့ကောင်ဆိုတော့ကျွန်တော်လေတက်ထားတဲ့ကောင်တွေပဲကျွန်တော်လည်းတဲတိုင်လိုက်တီးရဲ့နောက်နေတိုင်းမေတော့ရှောက်ပြီးရဲ့နောက်မှာတော့ဂျူလီယန်နဲ့ပျောက်ဆုံးသွားပြီဆိုတော့ record လေးပြပြီးတော့လေတိုက်ပေးလိုက်ပါကျွန်တော်အများဆုံးတော့ enemy back ကောင်တွေအဲ့လိုမျိုးစာရိုက်ပြီးတော့လေတိုက်လေးတော့မရှိဘူးပဲလောင်လာတဲ့ချိန်ကျတော့ကိုယ့်ဘက်ကောင်တွေစာရိုက်ပြီးတော့ဆဲလေးရှိပါအားလုံးမြင်ရတဲ့အတိုင်းပဲကျွန်တော်လေတိုက်ထားတဲ့စောက်တော်သားအသေးရတော့နိုင်သွားခဲ့ဆိုတော့နောက်ထပ်ဘာ hero တွေပေါက်ပွဲလေးတွေကင်ပြခိုင်းနေလေကိုမမမိုင်းခဲ့လို့ရကျွန်တော်ကောင်လို့ subscribe မနေရတဲ့ subscribe လေးနှိပ်ခဲ့ဖို့ကျွန်တော်ကောင် follow မလုပ်ရတဲ့ follow နှိပ်ခဲ့ဖို့တော့ပြောချင်ပါတယ်ဆိုတော့နောက်ထပ် video တွေမှာဆက်တွေ့ကြတာပေါ့ဗျာ